ပေါ်ထုံးမြို့ရွှေမော်ကျော်ထင်ရှားခဲ့ပြီနော်ဗုဒ္ဓဘာသာသာသနာတွေတောက်ပခဲ့တဲ့နော်ရွှေမော်ကျော်ရွှေမော်ကျော်ရွှေမော်ကျော်နဲ့နော်အေးရောင်မြို့ဝကျော်ပေါ်မော်လမြိုင်ကျော်မြို့ရွှေမော်ကျော်လို့အများကခေါ်ကြတဲ့နော်သာသနာပေါ်ထုံးမြို့ရွှေမော်ကျော်ထင်ရှားခဲ့ပြီနော်ဗုဒ္ဓဘာသာသာသနာတွေတောက်ပခဲ့တဲ့နော်ရွှေမော်ကျော်ရွှေမော်ကျော်ရွှေမော်ကျော်နဲ့နော်အေးရောင်မြို့ဝကျော်ပေါ်မော်လမြိုင်ကျော်ကျွန်းလုံးအများကခေါ်ကြတဲ့နော်တိထားပူဇော်ထူးခြားလာတဲ့မျိုးစီဒီတော်တာဝရိန်သာမြတ်ဖျားပွဲတော်ချိန်ချိန်တဲတဲ့စီကားကြတယ်နော်ပြည်လုံးချမ်းသာဘုရားရှင်ကိုယ်တော်မြတ်ကြီးစီမိတထောင်ကလူရအောင်လောကတကြာမာရစိန်ဖျားနဲ့ထူပါယုံမြတ်ဖျားပွဲတော်ထင်ရှားကြော်ကြရွှေမော်ကျွန်းမောင်တော်အေးရောင်မြို့ဝကျွန်းပေါ်မော်လမြိုင်ကျွန်းမြို့ရွှေမော်ကျွန်းတို့ရောက်အောင်လာခဲ့နော်နေ့တိုင်းနေ့စဉ်ပြုလုပ်ကြတဲ့ဒါနအလူတဲ့နော်သာသနာကြီးတည်တံ့ရဲ့အတွက်ကြိုးစားလို့ဆောင်ဓမ္မစကူကျောင်းများလည်းဖွင့်ကြတဲ့နော်မော်ချွန်းသူမော်ချွန်းသားများအားလုံးကပြောထူခဲ့တဲ့ရွှေမော်ကျွန်းပါနော်ချက်တရေအပေါင်းနဲ့ခါညောင်းလာတဲ့ရွှေမော်ကျွန်းမျိုးသာသနာပေါ်ထုံးမြို့ရွှေမော်ကျော်ထင်ရှားခဲ့ပြီနော်ဗုဒ္ဓဘာသာသာသနာတွေတောက်ပခဲ့တဲ့နော်ရွှေမော်ကျော်ရွှေမော်ကျော်ရွှေမော်ကျော်နဲ့နော်အေးရောင်မြို့ဝကျော်ပေါ်မော်လမြိုင်ကျော်ကျွန်းလုံးအများကခေါ်ကြတဲ့နော်တိထားပူဇော်ထူးခြားလာတဲ့မျိုးစီဒီတော်တာဝရိန်သာမြတ်ဖျားပွဲတော်ချိန်ချိန်တဲတဲ့စီကားကြတယ်နော်ပြည်လုံးချမ်းသာဘုရားရှင်ကိုယ်တော်မြတ်ကြီးစီမိတထောင်ကလူရအောင်လောကတကြာမာရစိန်ဖျားနဲ့ထူပါယုံမြတ်ဖျားပွဲတော်
တယ်နော်